အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဖြစ်တဲ့ကြော်ဖြစ်ပါတယ်ကျွန်တော်အခုမလေးရှားမှာရှိတဲ့ Spectrum International University College မှာ Diploma in Hotel Management ကိုသင်ကြားနေတဲ့အကြောင်းသားတစ်ယောက်ဖြစ်ပါတယ်မြန်မာမှာအကြောင်းတွေအများကြီးရှိတယ် college တွေအများကြီးရှိတယ်ဒါပေမဲ့ဘာကြောင့်ကျွန်တော် Spectrum ကိုရွေးခဲ့တယ် fees ကလည်းလူတိုင်းအတွက်အဆင်ပြေတယ်လို့ gay scholarship လိုချင်တယ်ဆိုရင်လည်းကျွန်တော် scholarship တွေပေးနေပါပြီကျောင်းသားတွေအားလုံးနားယူဖို့အတွက်လည်းကျောင်းစီမှာ student lounge ရှိပါတယ်ဒီခန်းတော့ကျွန်တော်အကြိုက်ဆုံးခန်းနေတဲ့ခန်းဖြစ်ပါတယ်ကျွန်တော်တို့ကျောင်းစတင်ဒီခန်းထဲမှာတင်တဲ့ event တွေလုပ်ရင်ဒီမှာလုပ်ပါတယ်ခင်ဗျာလက်တော့မရှိတဲ့ကျောင်းသားတွေအတွက်စိတ်ပူစရာမလိုဘူးတို့ကျောင်းသားတွေအကုန်လုံးအချိန်မီအသုံးပြုလို့ရနိုင်တယ်ကျောင်းအောင်ထားရှိပေးတဲ့ကွန်ပျူတာခန်းလည်းရှိပါတယ်စာရေးစိတ်လုပ်ချင်တဲ့ကျောင်းသားတွေအတွက် library ရှိတယ်လို့ကျောင်းစီမှာ library မှာလည်းစာအုပ်တွေအစုံရှိပါတယ်ဒါအပြင် library မှာ laptop လည်းငှားပြီးတော့ essay သုံးလို့ရပါတယ်ကျောင်းသားတွေနေ့လည်စာစားပြီး essay coffee တောက်ဖို့အတွက်ဒါကတော့ pantry room ပဲဖြစ်ပါတယ်ကျောင်း Spectrum မှာရေကူးကန်လည်းရှိပါတယ်ဂျင်းစောကျင်တဲ့သူတွေအတွက်လည်းဂျင်းခန်းပါပြီးသားဖြစ်ပါတယ်တဝန်းကျန်အေးချမ်းဆင်ပြေပြီးတော့ MRT နဲ့လည်းလမ်းလျှောက်အောင်လည်းရပါတယ်ဒါကြောင့်ကျွန်တော်မလေးရှားမှာရှိတဲ့ Spectrum College ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ကဲ၍သင်ကဈေးသက်သာပြီးတော့ high education environment ကိုလိုချင်တယ်ဆိုရင်တော့ကျွန်တော်တို့အခုပဲဆက်သွယ်လိုက်ပါခင်ဗျာ။